တိုင်းမှာကိုက်ပြီး OK နဲ့ OK နဲ့တချို့လာတချို့တစ်လနှစ်လသုံးလလောက်ဒီ OK နေရချင်းအဲ့ဒီမှာကိုကအဲ့ဒါဒီကိုယ့်ရဲ့ skill အမှန်မဟုတ်ချင်ပါဘူးကိုယ့်ရဲ့ lag ကြောင့်ဖြစ်အဲ့ဒါကိုဘယ်လိုသိရင်လဲဆိုရင်ဒီလိုမျိုးဟို MD5 တွေပါရင်မှာပေါ့နော်ကိုဒီနေရာမှာဆဲထားတယ်ဒါမဟုတ်သေးဘူးပေါ့ဒါဆိုကျွန်တော်ကို skill ရတယ်လို့ကိုအဲ့ဒီတကယ်လို့ဆဲတယ်ဒီဘက်မှာဆိုရင်တော့မဆို DC ပဲနော် DC နဲ့ DC ပဲ store တော့လည်းဒီလိုပဲထားမှာပဲဝင်တဲ့ timing ပေါ့နော်ဈေးကတော့ DC ပဲမှန်တယ်ဒါပေမဲ့ဒီဘက်မှာဆဲတာချင်းထည့်စားလို့ရှိရင်အခုဒီဘက်မှာဒီကန်နေပြီးမှဆဲတာကတော့ဒါတကယ်မှာဒါကိုယ့်ရဲ့ scale ပေါ့ဒါ low ကို scale ဖို့ဖြစ်တယ်ပေါ့နော်ဒါကိုတကယ်ကောင်းတယ် entry winner ဒါဆိုရင် okay ကိုမှန်တယ်ပေါ့ဒါလိုကိုဒီဘက်မှာဒီလိုတွေဝင်ခဲ့တာမျိုးအားလို့ရှိရင်ဒီမှာဒီလိုဝင်ခဲ့တာမျိုးတွေဆိုလို့ရှိရင်တော့ astrology ကိုအဝေးကြီးပေးထားလို့မထီဘူးနောက်ကျမှတီဗီလာတည့်ရတယ်ဒါဆိုရင်တော့တော်တော်ဆူဆူဝါဒါ bad trade ပဲဒါဆိုလို့ရှိရင်နော်နောက်မှပြောသူမြတ်တယ်ရှုံးတာတချို့ပြောရတော့ trading ရတယ်အဓိကကတော့ဟိုမြတ်ဖို့ဒီအရှုံးပြတ်တာအဓိကပဲပေါ့နော်ဟိုဆိုလိုတာအရှုံးပြတ်အဓိကဆိုမြတ်တဲ့ကောင်ကဆရာပေါ့ရှုံးတဲ့လူကတော့ဆရာမဖြစ်သေးဘူးဒါဆိုရင်ကျွန်တော်ပြောပါဒီတိုင်းဆိုရင်ဒါကျွန်တော်မြတ်မှာပဲဒီလိုထားခဲ့မိရင်သူဆို stop loss open ဖွင့်လည်းဖွင့်ထားတယ် stop loss မထားတာဒါမှမဟုတ် stop loss ကိုကအဲ့လိုမျိုးခက်တော်တော်လေးလှမ်းမှာပေးထားတယ်တော့ပေးထားတယ်ဆိုတော့နော် stop loss ဝေးပေးထားတယ်ပေးထားလိုက်တယ်ဆိုလို့ရှိရင်အချိန်တန်တော့ကျွန်တော်ဒီမှာမြတ်တယ်ဆိုလို့ရှိရင်ဒါဒီမဟုတ်သေးဘူးเนาะဒါဆိုလောကမှားတယ်เนาะဒီ trade ဒီလို trade တွေကတနေ့နေ့အချိန်မှာကျွန်တော်တို့အကောင့်ပြုတ်သွားနေတာဒါကျသွားလို့တက်သွားလို့ရှိရင်ကျွန်တော်တို့က store တွေအများကြီးထိသွားမယ်เนาะဒီမှာဆိုရင်တော့ဒါကိုမြတ်တဲ့အရာနဲ့ store လောက်နေရမှာဒဲတဲ့ဖြစ်နေเนาะဒဲတဲ့ဖြစ်နေမှာကြတော့နောက်ပိုင်း store တွေအများကြီးထိသွားလို့ရှိရင်အရင်ကတက်တိုင်းအကုန်ဒါဆိုမဟုတ်သေးဘူးပေါ့เนาะအဲ့တော့ဆိုတော့ဒီ trade မှာဒီလိုဆဲနိုင်တာလဲဒါဒီလဲပဲဟိုနည်းနည်းတော့ဟုတ်တယ်လို့ရှိရင်ဒါလည်းကျွန်တော်တို့သဘောမကျဘူးเนาะကျွန်တော်ကြတာဒီလိုနေရာမျိုးပါပေါ့เนาะဒီကန်နဲ့တောင်းဖို့လို့ရှိရင်ဒီမှာဆိုရင်တော့အကောင်းဆုံးဒါတော့ professional တော့ကြာသွားပြီเนาะဒီမှာဆဲလူက professional လုံးဝကြာဘယ်လောက်ထိအောင်ကြာလဲလို့ရှိရင်ကတ်ထက်ပြီးတော့ပထမတော့ကျွန်တော်ဒီမှာဆဲမဲ့သူဒီ time frame ရပါဘောเนาะဒီမှာဆဲမဲ့သူဒီ store တော့ဒီမှာထားမှအဆင်ပြေမယ်เนาะအဲ့တော့ဒီဘက်လောက်ကြာမှဆဲတဲ့သူကဒီလိုလေး store လို့ကိုသူ့ထက်တစ်ဝက်လောက် short ထားနိုင်တယ်ဆိုတော့ဒါလုံးဝကို professional နဲ့ကြာလာတယ်ဒါမျိုးတစ်ချိန်တစ်ခါပေါ့အချိန်တိုင်းအဲ့လိုမျိုးအချိန်ရတော်တော်ကြီးရောက်လုံနိုင်တယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့အကောင့်ကတက်လာမှာပေါ့အဲ့တော့အဲ့လိုပြဖို့တက်ကအရင်ဆုံးကဘာအောင်ရှောင်ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ကအများနဲ့ဟိုအရင်ဆုံးမှာဆဲနေတယ်အရင်ဆုံးမှာဝင်နေတယ်ပြောတာစိတ်ထဲကနေအဲ့ဒါမျိုးကိုရှောင်တာဘာဖြစ်လို့လဲဆိုတော့လူတွေကတော့ဒီလိုပဲ trader တိုင်းကတော့ထိတ်ဆုံးမှာဆဲနေတာပဲအောက်ဆုံးလေးမှာပိုင်းနေတာပဲအဲ့လိုမျိုးဖြစ်နေတယ်ဆိုရင်တော့ limit order ပေးထားတယ် limit order ကို fire time ပေးနေတယ် OBA မှာပေးထားတယ်အဲ့လိုမျိုးထိပါလာ